အားလုံးပဲမင်္ဂလာပါ Home Electronic ကနေကျေးဇူးပါတယ်ဒီနေ့မှာတော့ထမင်းပေါင်းကို quality ကောင်းရိုးရထုတ်ထည့်ထားတယ်လို့ခြင်းနဲ့ဒါအပြင်ခုလိုမျိုးပေါင်းအိုးတစ်လုံးကိုအပိုလက်ဆောင်ထည့်ပေးထားတဲ့ချီကာရာရဲ့ထမင်းပေါင်းတွေနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ချီကာရာထမင်းပေါင်းတွေကတော့ရိုးရထုတ်တွေဖြစ်တယ်အာမခံ Randy တစ်နှစ်ပါရှိတယ်ပြီးတော့အခုဒီမှာဆိုလို့ရှိရင်ကျွန်မပြထားတဲ့ site တွေကဒီဘက်ကတပီခွဲ site သူကဝက်ဒီ1900ဝန်းကျင်ရှိမယ်ဒီဘက်ကအကောင်ဆိုလို့ရှိရင်နှစ်ပီခွဲ site ဝက်အနေနဲ့ဆိုလို့ရှိရင်သူက2600ကျော်ရှိမယ် site ပဲဖြစ်ပါတယ်အဲ့တော့ချီကာရာမတ် site ဒီမှာတော့ဒီလိုမျိုးအိုးအိုရအားလုံးပါမယ်ရှင်းမှာရှိတဲ့ site ကလေးတွေဒါလေးဆိုလို့ရှိရင်တော့သူက3လုံးချက်ဝင်ဆန်းတဲ့ site လေးပါအဲ့တော့4လုံးချက်မယ်ဆိုရင်တော့ဒီကောင်ကြီးကအိုးတင်နိုင်နေပေါ့နော်အဲကြောင့်မလို့3လုံးပဲဆန်မယ်အိုးတစ်လုံးအပိုပါရှိမယ်ဒီဘက်ကကောင်ကတော့5လုံးထိချက်လို့ရတယ်သူလည်းအိုးပိုနဲ့ပဲအိုးသားတွေကနော်ဒီမှာ2လုံးပါတယ်ဆိုမှအိုးသားကလည်းထူတယ်နှစ်ခမ်းနားလုံးနေနဲ့သုံးလို့ရမယ်ပေါ့နော်ဒါကသူ့အတွင်းထဲမှာဆိုလို့ရှိရင်ဒီပါရှိမဲ့ဟာလေးတွေကခုလိုမျိုးစံချင်းကွက်လေးပါမယ်ပြီးရင်မင်းကော်ရဲ့ဇွန်လေးပါရှိမှာဖြစ်ပါတယ်ပြီးတော့အိုးကြီးတွေမှာဆိုလို့ရှိရင်သူ့ရဲ့အိုးသားတွေကပို့ပြီးတော့ထူသွားတယ်ပေါ့နော်အခုဒီကောင်လေးဆိုလို့ရှိရင်တော်တော်လေးကိုထူတယ်ကျွန်မဒါ main ကလေးအားနဲ့ဆိုလို့ရှိရင်တော့မှဒီအိုးအကြီးอ่ะပေါ့နော်မဖို့တိတ်မလွယ်ဘူးအဆင်မပြေဘူးပေါ့နော်ဒါတော်တော်လေးကိုဝိတ်ပါတယ်ခင်ဗျာပါပါတယ်ဒါသူ့ရဲ့အတွင်းမှာပါတဲ့စမ်းချင်းကွက်လေးပါပြီးရင်ဒီကောင်လေးကကြတော့ဇွန်လေးပါမှာဖြစ်ပါတယ်အိုးအကြီးတွေမှာဆိုလို့ရှိရင်တော့ခုလိုမျိုး plug က3 pin plug နဲ့အသုံးပြုနိုင်မယ်ပို့ပြီးတော့ safety ဖြစ်တယ်ဒီလိုမျိုးတွဲရက်အိုးနဲ့တွဲရက်အသုံးပြုနိုင်မှာဖြစ်ပါတယ်ခုလိုမျိုး site ကြီး quality ကောင်းနဲ့ထမင်းပေါင်းတွေရှာနေတယ်ဆိုရင်တော့ကျမတို့ Home Electronic အလုံးဆိုင်မှာရရှိနေပြီဖြစ်ပါတယ်။နေကလူတွေအနေနဲ့မှာယူခြင်းနဲ့ဆိုရင်လည်း online ကနေမှာယူနိုင်ပြီးတော့ကားဂိတ်သို့မဟုတ် delivery အပ်ပေးပါတယ်ရှင်။ဒါလို့ဝယ်ခြင်းနဲ့ဆိုရင်တော့ Home Electronic ကိုဆက်သွယ်လိုက်ဖို့ဒီဗီဒီယိုလေးကနေဖိတ်ခေါ်လိုက်ပါတယ်ရှင်။